ဇလန်းဆောင်မှာတော့စုမန်မန်ကသူ့အမစုနင်းကိုမတရားဆွဆွဲလိုက်ပါတယ်မိဘတွေကလည်းစုနင်းဘက်ကိုမယုံပဲချမ်းသာပြီးဩဇာကြီးတဲ့ဟင်းမိသားစုကိုလက်ထပ်ပေးဖို့အတင်းဖိအားပေးကြပါတယ်စုနင်းကငငယ်လေးကလေးကရွာမှာပြစ်ထားခံရပြီးဒုက္ခမျိုးစုံခံခဲ့ရသူပါအိမ်ပြန်ရောက်တဲ့အချိန်မှာလည်းသူ့နေရာသူ့ဘဝကိုစုမန်မန်ကအစားထိုးယူထားပြီးသားဖြစ်နေပါတယ်နောက်ဆုံးတော့မိသားစုရဲ့ကျေးဇူးတွေကိုဒီတစ်ချိန်နဲ့အပြီးဖြတ်ဖို့ဆုံးဖြတ်ပြီးဟဲမိသားစုတွေကိုလက်ထပ်ဝင်သွားပါတယ်ဒါပေမဲ့သူလက်ထက်ရတဲ့ဟဲရှောင်းဟာကားမတော်တဆမှုကြောင့်မိမျောနေတဲ့လူတစ်ယောက်လိုအားလုံးထင်ထားကြပေမဲ့တကယ်တော့သူ့ကိုတဖြည်းဖြည်းတက်နေတဲ့အစိတ်ကြောင့်သာဖြစ်နေတာပါစုနင်းကထူးခြားတဲ့ဆေးထိုးပညာနဲ့ဟဲရှောင်းရဲ့အသက်ကိုကယ်တင်နိုင်ခဲ့ပါတယ်အဲ့ဒီအချိန်မှာဟဲရှောင်းလည်းစုနင်းဟာလူတိုင်းရှာမတွေ့နိုင်တဲ့လျှို့ဝှက်ဆေးပညာရှင်ဆိုတာသိလိုက်ရပါတယ်နှစ်ယောက်သားပူးပေါင်းပြီးစုမိသားစုနဲ့ဟဲမိသားစုရဲ့တတိယဦးစီးဖြစ်တဲ့ဟဲဆန်ရဲတို့ရဲ့အစိတ်ဆေးမူရစ်ဆေးထုတ်လုပ်တဲ့အကြံစီကြီးကိုဖျက်ဆီးဖို့စတင်စီစဉ်ကြပါတယ်စုနင်းကဟဲရှောင်းရဲ့သွေးချက်လက်တွေကိုအသုံးပြုပြီးအတုဖော်မြူလာတစ်ခုဖန်တီးကစုမိသားစုရဲ့စက်ရုံတွေကိုရောက်အောင်လုပ်လိုက်ပါတယ်။အဲဒီနောက်အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့နဲ့မူရစ်နှိမ်နင်းရေးဌာနကိုတပ်တွေထောက်ထားအားလုံးပေးပို့လိုက်တာကြောင့်မူရစ်ဆေးစက်ရုံတစ်ခုလုံးဖမ်းဆီးခံလိုက်ရပါတယ်။ဟဲဆန်ရဲနဲ့နိုင်ငံခြားဆေးကုမ္ပဏီခေါင်းဆောင်ဆိုလွန်တို့ကလည်းကမ္ဘာတဝန်းကိုထိန်းချုပ်နိုင်မဲ့အစိတ်ဆေးဖော်မြူလာကိုလိုချင်နေကြပြီးစုနင်းနဲ့ဟဲရှောင်းကိုတပ်ဖို့အကြိမ်ကြိမ်စူးစမ်းကြပါတယ်။ဒါပေမဲ့စုနင်းနဲ့ဟဲရှောင်းကအစီအစဉ်အားလုံးကိုကြိုတင်တွက်ချက်ထားပြီးဆိုလွန်ရဲ့ငွေကြေးကွန်ရက်ပြို့ဝှက်အကောင့်တွေနဲ့မူရစ်ဆေးရောင်းဝယ်မှုတပ်တွေအားလုံးကိုကမ္ဘာတဝန်းဥပဒေအာဏာပိုင်တွေစီပို့လိုက်ပါတယ်။နောက်ဆုံးနိုင်ငံတကာဆေးပညာညီလာခံမှာဟဲဆန်ရဲနဲ့ဆိုလွန်တို့ရဲ့အဖြစ်တွေကိုလူသိရှင်ကြားဖော်ထုတ်နိုင်ခဲ့ပြီးစုနင်းကသူ့ဆရာထားခဲ့တဲ့အစိတ်မရှိတဲ့ဆေးဖော်မြူလာအစ်စ်ကိုအခမဲ့ထုတ်ပြန်ပေးလိုက်ပါတယ်။ဒီလိုနဲ့လူတွေရဲ့အသက်ကိုငွေနဲ့ထိန်းချုပ်ခြင်းနဲ့အင်အားကြီးအဖွဲ့အစည်းတွေအားလုံးပြိုလဲသွားခဲ့ပါတယ်။ဇလန်းဆုံးမှာတော့ဟဲရှောင်းကဟဲမိသားစုရဲ့အင်ပါယာရှယ်ယာ90%နဲ့သူပိုင်ဆိုင်သမျှအာဏာအားလုံးကိုစုနင်းလက်ထဲအပ်နှံပြီးဒါတွေကကျေးဇူးဆက်တာမဟုတ်ဘူး။မင်းကိုလက်ထပ်ခွင့်တောင်းတဲ့ငါရဲ့မင်္ဂလာလက်ဖွဲ့ပဲ။လို့ပြောလိုက်တဲ့အချိန်မှာတော့စုနင်းကလည်းအပြုံးလေးနဲ့မင်းရဲ့အာဏာကိုလည်းလက်ခံတယ်။မင်းကိုလည်းလက်ခံတယ်ဒါပေမဲ့မင်းဘဝတစ်လျှောက်ငါစကားနားထောင်မှရမယ်။လို့ပြန်ဖြေလိုက်ရင်ဇလန်းကအဆုံးသတ်သွားပါတယ်။